မျိုးသားတယောက်ဟာရေကူးကန်ထဲမှာစိတ်လွတ်ကိုယ်လွတ်ပျော်ပါနေခဲ့တယ်။ဒါပေမဲ့မထင်မှတ်ထားပဲသူ့ရဲ့ရည်စားအရင်ကြီးကရဟတ်ရင်တစည်းနဲ့လူမိအောင်လာဖမ်းလိုက်မယ်လို့မထင်ထားခဲ့ဘူး။သူ့ကောင်လေးကသူ့ပေါ်တစ္ဆာဖောက်ပြီးနောက်တစ်ယောက်နဲ့ရှုပ်နေတာကိုမြင်လိုက်ရတဲ့အခါမှာတော့ဒေါသချောင်းချောင်းထွက်သွားတဲ့ကောင်မလေးဟာရဟတ်ရင်ကိုမောင်းပြီးတက်ကြီးဝင်တိုက်ဖို့လုပ်ပါတော့တယ်။အဲ့ဒီအခြေအနေကိုမြင်လိုက်ရတဲ့အမျိုးသားဟာကြောက်လန့်တကြားနဲ့ဘောင်းဘီထဲတေးတောင်ထွက်မတက်ဖြစ်သွားခဲ့ရတယ်။ကံကောင်းချင်တော့အရေးကြီးတဲ့အချိန်ပိုင်းလေးမှာကောင်မလေးကရဟတ်ရင်ဦးကောင်းကိုအမြန်လှည့်လိုက်လို့သာအဲ့ဒီအမျိုးသားတယောက်နေရာတင်အသက်မပြောက်သွားခဲ့တာပါ။ဒါပေမဲ့ရင်ထဲကဒေါသအခါဒတွေကိုဖြေဖျောက်ဖို့အတွက်ကောင်မလေးဟာသူ့ရဲ့ကျွမ်းကျင်လာတဲ့ရဟတ်ရင်မောင်းနှင်မှုအရေးချင်းနဲ့ရေကူးကန်ပေါ်ကိုတက်ကြီးဖိချလိုက်ပါတော့တယ်။အခြေအနေမဟန်မှန်းသိတဲ့အမျိုးသားလည်းအသက်လူပြီးရေကူးကန်ထဲကနေချက်ချင်းထွက်ပြေးခဲ့ရတဲ့နောက်ဆုံးမှာတော့ရေကူးကန်ကြီးပေါက်ထွက်သွားပြီးရေစီးကြောင်းနဲ့အတူမီတာရာချီအဝေးကြီးထိမျောပါသွားခဲ့ရပါတယ်။ဒါပေမဲ့ကောင်မလေးကတော့ဒီလောက်နဲ့တင်စိတ်မကျေနပ်နိုင်သေးပါဘူး။ဒါနဲ့ပဲလက်လန်းမီယာမိသက်ဆေးဘူးကိုကောက်ယူပြီးအောက်ကိုပစ်ချလိုက်ရာအဲ့ဒီအမျိုးသားအသေးဆွဲချရတဲ့ကားပေါ်ကိုကွက်တီသွားမှန်ပါတော့တယ်။အဲ့ဒါကိုမြင်ပြီးအမျိုးသားကတားဆီးဖို့အပြေးလွှားထွက်လာတာကိုတွေ့တော့ကောင်မလေးဟာဒီအမျိုးသားရဲ့အားနည်းချက်ကိုရှာတွေ့သွားပုံရပါတယ်။အဲ့ဒီနောက်မှာတော့သူ့ရဲ့လက်ထောက်ကိုစေးတုပ်ပုံတွေဖွင့်ခိုင်းလိုက်ပြီးအကြောက်လုံနေတဲ့အမျိုးသားရဲ့မျက်စိရှိတင်မဲ့အောက်ကကုန်တင်ကားပေါ်ကိုတက်ကြီးထပ်ပစ်ချလိုက်ပါတော့တယ်။ကောင်မလေးတယောက်ယူသွတ်တဲ့အခြေအနေအထိရောက်နေပြီဆိုတာကိုမြင်လိုက်ရတဲ့အမျိုးသားဟာကားမောင်းပြီးဒီနေရာကနေအမြန်ဆုံးမောင်းပြေးဖို့ပဲတက်နိုင်ပါတော့တယ်။ဒါပေမဲ့ကောင်မလေးကတော့သူ့ကိုဒီတိုင်းအလွယ်တကူလွတ်ပေးဖို့စိတ်ကူးမရှိပါဘူး။ဒါကြောင့်ဘာမှမပြောဘဲရဟတ်ရင်ကိုမောင်းပြီးနောက်ကနေထက်ချက်မကွာလိုက်ပါတော့တယ်။အမျိုးသားခမများလည်းအသက်ရှင်ဖို့အတွက်ကားကိုအသက်လူပြီးကမှုရှူထိုးမောင်းပြေးရရှာတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားရဲ့ကားမောင်းတဲ့ပညာကဘလောက်ပဲကောင်းကောင်းတင်ကရဟတ်ရင်ကိုတော့ဘလို့မှမမီနိုင်ပါဘူး။ဒီလိုနဲ့ပဲအမျိုးသားဟာလမ်းမလမ်းချော်တွေမောင်းရင်းတောကန်နာရလူမြင်တဲ့ကိုရောက်သွားခဲ့ရတယ်။ကောင်မလေးကတော့အခွင့်ကောင်းကိုယူပြီးရဟတ်ရင်ကိုကားရဲ့ရှိတဲ့အထိအမျက်မောင်းသွားကလေထဲမှာဝဲပြီးပိတ်ဆို့ထားလိုက်ပါတယ်။ဒါပေမဲ့အမျိုးသားကတော့ကောင်မလေးရဲ့လက်ခုပ်ထဲကနေရုံထွက်ဖို့ပဲစိတ်ဆောနေတာကြောင့်ရှေ့ကလမ်းအခြေအနေကိုတေးသေးချာချာမကြည့်မိပဲမျက်ခြောက်ပုံကြီးတဲ့ကိုတက်ကြီးဝင်တိုက်မိပြီးသတိလစ်မင်းမျောသွားပါတော့